ဘယ်မင်းသမီးမှမလုံနိုင်တဲ့အိုက်တင်တွေနဲ့တိန်းတောင်းချီဝင်ငွေရနေတဲ့မိုးဟီကိုရဲ့ရုပ်ရှင်ဇာတ်ကားသစ်အခုချိန်မှာစံချိန်တင်အမြတ်ငွေတွေနဲ့လူကြည့်ရှုတော်မြင့်တက်နေရကတော့မိုးဟီကိုရဲ့မရက်ပြိုင်ရုပ်ရှင်ဇာတ်ကားကြီးပါမရက်ပြိုင်ရုပ်ရှင်ဇာတ်ကားကတော့မိုးဟီကိုနဲ့အတူမေမီကိုကိုနဲ့တိုင်ရွန်တို့ကတရုပ်ဆောင်ထားပါတယ်ဒီဇာတ်ကားကြီးမှာတော့မိုးဟီကိုနဲ့မေမီကိုကိုကအောက်လန်းအတတ်ပညာတွေနဲ့အမျိုးသားတယောက်ကိုပြန်လူရမယ်ထိတ်လန့်ချောက်ချဖွယ်ရာတရေကားပါအဆိုပါဇာတ်ကားမှာမေမီကိုကိုနဲ့အပြိုင်မိုးဟီကိုရဲ့တရုပ်ဆောင်ချက်တွေကတော်တော်လေးကိုအသက်ဝင်ပြည်လွန်လာတာဖြစ်ပါတယ်။အထူးသဖြင့်မိုးဟီကိုဟာသူမကိုတရေဝင်ပူးတဲ့အခန်းတွေလေးဘက်ထောက်ကနောက်ပြန်သွားတဲ့အခန်းတွေမျက်လုံးကသွေးစီးကြတဲ့အခန်းတွေအော်ဟစ်တဲ့အခန်းတွေမှာတော်တော်လေးကိုအသက်ဝင်လုံးမရပြန်ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးတဲ့ဒါရိုက်တာဝိုင်းတောင်မှစက်သီးမွေးညင်းတွေထားရတဲ့အထိဖြစ်ရတယ်လို့ဆိုပါတယ်။ဒီလိုမျိုးမိုးဟီကိုရဲ့တရုပ်ဆောင်ချက်တွေကကောင်းလွန်းလဲပရိသတ်တွေကယုံမှာဝက်ဝက်ကွဲအားပေးကြပါတယ်။ဒါကြောင့်စံချိန်တင်အမြတ်ငွေရနေတယ်လို့မိုးဟီကိုကလည်းအကယ်ဒမီရသွားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းမိုးဟီကိုကတော့တရေကားမလို့အကယ်ဒမီမမျှော်လင့်တော့ဘူးလို့ဆိုပါတယ်။ဗီဒီယိုကိုကြည့်နေကြတဲ့သူတွေကရောမိုးဟီကိုအားပေးကြပါသလားရှင်။ကဘာကျော်ဘောလုံးသမားအဖြစ်နာမည်ကြီးလာနိုင်တဲ့ဒိမက်ကချင်းတိုင်းရင်းသားလေးဖွန်ဇာမန်ကဘာကျော်ဘောလုံးသမားဖြစ်လာနိုင်တဲ့မြန်မာနိုင်ငံပေါ်ချင်းတိုင်းရင်းသားကျေပွင့်လေးဖွန်ဇာမန်ရဲ့အကြောင်းကိုဂုဏ်ယူဖွယ်ရာတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်မတူပီမြို့စားတီးဖြစ်တဲ့ဖွန်ဇာမန်ကအသက်၄နှစ်အရွယ်ကလေးကဒိမက်နိုင်ငံကိုမိသားစုနဲ့အတူပြောင်းရွှေ့အခြေချခဲ့တာပါ။လက်ရှိအသက်22နှစ်အရွယ်သားရှိသေးပေမဲ့သူ့ရဲ့ဘောလုံးကစားသမားဘဝဖြတ်သန်းမှုကတော့တကယ့်ကိုအားကျစရာကောင်းပါတယ်။ကွင်းလယ်မှာတိုးအားယုံအားကောင်းမွန်ပြီးမြန်တဲ့တဦးချင်းကျွမ်းကျင်မှုစကေးတွေကြောင့်ကလပ်အသင်းတာဝန်ရှိသူတွေရဲ့ချီးကျူးမှုကိုအမြဲရရှိနေသူပါချင်းတိုင်းသားလေးဟာဒိမတ်ယူထွဲနဲ့ယူဆမ်တီလက်ရွေးစင်အသင်းတွေမှာရွေးချယ်ခံခဲ့ရပူပါတယ်အသက်16နှစ်မှာဒိမတ်ထိပ်တန်းကလပ်တွေဖြစ်တဲ့ IF လက်စင်နဲ့ Sports FV တို့မှာစာချုပ်ချုပ်ဆိုခဲ့ကြတာပါဒါအပြင်ထုံဆာ United Academy မှာရှိစဉ်ကနာမည်ကြီး PSG အသင်းပါဝင်ဥရောပကလပ်တွေနဲ့ရင်ဆိုင်ကစားခဲ့ပြီးတော့နာမည်ရလာခဲ့ရပါလက်ရှိမှာတော့ဒိမတ်ကလပ် NB Bonhorn အသင်းမှာကျောနံပါတ်30ကိုဝစ်ဆင်ပြီးတော့အားထားရတဲ့ကစားသမားတအုပ်ဖြစ်နေခြေစွမ်းပြလျက်ရှိပါတယ်။ပြည်ပမှာအောင်မြင်နေပေမဲ့သူ့ရဲ့ Instagram အကောင့်မှာမြန်မာနိုင်ငံအလံလေးကိုဒိမတ်အလံနဲ့တွဲပြီးတော့ဂုဏ်ယူစွာချိတ်ဆွဲထားတာကတကယ့်ကိုလေးစားစရာပါ။အနာဂတ်မှာကမ္ဘာကျော်ဘောလုံးသမားတအုပ်ဖြစ်လာနိုင်ခြေရှိတဲ့ဖွန်ဇာမန်ကိုဘယ်လိုမြင်ကြပါသလဲရှင်။